ကျွန်တော်ရဲ့သွားကိုကျွန်တော် break တက်လိုက်ပါပြီအခုလိုအနေထားလေးပါကျွန်တော်ရဲ့သွားအခြေအနေဆိုးတယ်ဗျဘေးတိုက်ကြည့်ရင်သူကအရှိနည်းနည်းလေးထွက်နေနော်ကျွန်တော်မျက်နှာလဲပြောင်းလိုက်ပါသေးတယ်ဒါကတော့ကျွန်တော်မလုပ်ခင်ပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်လောက်ကကျွန်တော်သွားပြထားတာပေါ့နော်သွားအခြေအနေဘယ်လိုရှိကြအောင်ကိုပြီးတော့သူကကျွန်တော်ရဲ့သွားကို cleaning တွေလုပ်တယ်ပြီးရင်သူကတပုံတွေပါရိုက်ပေါ့ဗျာသူတို့ before after ပေါ့ပြီးရင်သူတို့ကဆက်နဲ့ကျွန်တော်ရဲ့သွားအခြေအနေဘယ်လိုရှိလဲအတွင်းပိုင်းဘယ်လိုပုံစံနေဖြစ်လဲဆိုတာကိုသူကဆက်နဲ့လိုက်တိုင်းပါတယ်ဗျ See the extraction maybe this too. Okay. Further on we will check. Okay, and also here you need cleaning. Yeah. So we'll do next time. yeah See? ကဲကျွန်တော်သွားစေးကန်းကိုရောက်ပါပြီဒါကျွန်တော်လုပ်မဲ့သွားစေးကန်းလေးပါနော်သွားကလီယာဆက်လုပ်တယ်ပြီးရင်သူ break တက်ဖို့လုပ်တယ်ဗျသူရဲ့ process ကျွန်တော်တော့မသိဘူးဗျကျွန်တော်သွားတော်တော်ဆိုးတယ်ဗျတော်တော်ထွက်နေတာဗျဆရာမကတော့သူတို့ကတော်တော်စိတ်ရှည်ပါတယ်ကျွန်တော်တို့တေချာလေး queue site ပြီးလုပ်ပေးပါတယ်ပြီးရင်ကျွန်တော်သွားကိုသူ break တက်ဖို့အတွက်ပြင်ဆင်နေတဲ့ process တွေကတော့များတယ်ဗျကျွန်တော်တော့မသိဘူးအောက်မှာကြောက်နဲ့ငိန်ခံနေလိုက်တာပဲဒါပေမဲ့အရန်နာကျင်မှုတော့မရှိဘူးအေးစစ်ပေါ့လေးပဲတတရရလေးပဲပြီးရင်ဆရာမကကျွန်တော်ရဲ့သွားကိုကြည့်တယ်ပြီးရင် break တုံးလေးတွေတက်တယ်ပြီးရင်သူပုံစံလိုက်ညှိတယ်ပေါ့နော်ချိန်ကြည့်တယ်ပြီးတော့ကျွန်တော်ရဲ့သွားကိုကြိုးတွေပါတက်ပါတယ်ပြီးတော့ break တုံးလေးမှာကျွန်တော်ရောင်စုံလေးတက်ပါတယ်အတုံးလေးမှာ rubber တုံးရောင်စုံလေးတက်ပါတယ်ကျွန်တော်ရဲ့ process ကတော့ပြီးပါပြီဗျာနောက်ဆုံးတော့ကျွန်တော်ကြိုက်ပါတယ်အထားကြပါတယ်သွားကကျွန်တော်မနေ့ညနေကလုပ်တယ်ဒီနေ့လေတော့ကျွန်တော်ထမင်းစားပါတယ်ဝတ်တာဟင်းလေးနဲ့ပါဝတ်တာဟင်းဖြန်းနေချက်ဒီပါအများကြီးတော့မွာခုမှပဲတော့မနှုတ်ပဲဒီတိုင်းလုပ်တာတော့တော်လေးနဲ့ခေါ်လာတော်လေးနဲ့ခေါ်လာ